ထိုင်းနိုင်ငံဘန်ကောက်မှာလုံးချင်းအိမ်နဲ့ခြံတွေကိုလည်းနိုင်ငံခြားသားတွေတရားဝင်လွယ်ကူစွာနဲ့ဝယ်ယူလို့ရနေပြီဆိုတာကိုသင်သိပါသလားဟုတ်ပါတယ်ထိုင်းနိုင်ငံမှာလုံးချင်းအိမ်နဲ့ခြံတွေကိုဝယ်ယူမယ်ဆိုရင်တော့လက်ရှိမှာဒီနှစ်နည်းနဲ့ဝယ်ယူလို့ရနေပါပြီ freehold အနေနဲ့ဝယ်ယူတာကတော့ထိုင်းနိုင်ငံသားဒါမှမဟုတ်ထိုင်းနိုင်ငံမှာတရားဝင်ကုမ္ပဏီတည်ထောင်ထားသူတွေကုမ္ပဏီနာမည်နဲ့ဝယ်ယူကြတာဖြစ်ပြီးအခုကြည့်နေတဲ့ထိုင်းနိုင်ငံသားလည်းမဟုတ်ထိုင်းမှာတရားဝင်ကုမ္ပဏီတည်ထောင်ထားခြင်းလည်းမရှိဘူးဆိုတဲ့ပရိသတ်တွေအတွက်ကတော့ leasehold အငှားသဘောမျိုးနဲ့ရှုပ်ထွေးမှုမရှိအဆင့်တွေမများပဲတရားဝင်အစိုးရဌာနမှာပဲနှစ်30အငှားစာချုပ်နဲ့အငှားသဘောမျိုးဝယ်ယူလို့ရနေပါပြီနှစ်30ကိုတစ်ကြိမ်နဲ့စုစုပေါင်း3ကြိမ်နှစ်60တက်တန်းတိုးလို့ရပြီဒီ3ကြိမ်ကျော်လွန်သွားခဲ့ရင်နောက်ထပ်တက်တန်းတိုးပိုင်ခွင့်ကိုဝယ်ယူထားတဲ့ဒီအိမ်ကိုရောင်းချပိုင်ခွင့်ငှားရမ်းပိုင်ခွင့်ရှိတာကြောင့်ဒီနီးလန်းနဲ့ပဲရှုပ်ထွေးမှုမရှိပဲလွယ်ကူအေးချမ်းစွာနဲ့ဝယ်ယူထားကြတဲ့နိုင်ငံခြားသားတွေလည်းရှိနေကြပါပြီအဲ့တော့ဝယ်ယူလို့ရမယ့်နီးလန်းလည်းသိပြီဆိုတော့ဒီနေ့မှာတော့ဘန်ကောက်မြို့ပေါ်ကကာလပေါက်စီထိုင်းဘတ်17.69 တန်းခန့်မှန်းငွေမြန်မာငွေကျပ်3,000 ခွဲလောက်ကနေစတဲ့ developer SC ရဲ့အိမ်ယာ project တစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီဘန်ကောက်ဘိုလိုဘတ်ဘန်နာစီနတ်ဂရင်လို့ခေါ်တဲ့အိမ်ယာ project ကတော့ဘန်ကောက်မြို့နယ်တွေကတစ်ခုဖြစ်တဲ့ mega project အစုံနဲ့လည်းအလင်းအမြန်တိုးတက်နေတဲ့ဘန်နာတဝိုက်ဘန်ဖီစမှုပကံမှာတည်ရှိတာဖြစ်ပြီးမြန်မာအများစုသိကြတဲ့ mega ဘန်နာ shopping mall နဲ့လည်း10မိနစ်အကွာဝေးမှာပဲရှိပါတယ်နောက်ပြီးဒီလိုလုံးချင်းအိမ်ယာအားလုံးကလည်းဒီတဝိုက်မှာပဲစတင်ဖော်ဆောင်ခွင့်ရှိတာမို့အများစုကဒီတဝိုက်မှာပဲစုဝေးတည်ရှိနေကြတာပါနောက်ပြီး developer ကလည်းထိုင်းနိုင်ငံရဲ့ top 10 developers တွေကပထမဆုံး9ဦးထဲမှာပါဝင်နေပြီးအထူးသဖြင့်ထိုင်းတနိုင်ငံလုံးမှာလုံးချင်းအိမ်ယာ project တွေကိုအများဆုံးပိုင်ဆိုင်ဖော်ဆောင်ထားသူတဦးလည်းဖြစ်ပြန်ပါတယ်ကဲပထမဆုံးပြမဲ့ရှိုးဟုံးလေးကတော့ Mine လို့အမည်ပေးထားတဲ့အပေါ်အောက်အိမ်အကျယ်အဝန်းစုစုပေါင်း218 square meter square feet အနေနဲ့2346.53 square feet ရှိပြီးကာလပေါက်ဈေးတန်ဖိုးငွေထိုင်းဘတ်17.69 တန်းခန့်မှန်းမြန်မာငွေကျပ်3,000 ခွဲကနေစတဲ့နှစ်ထပ်လုံးချင်းအိမ်ပဲဖြစ်ပါတယ်ဒီအိမ်မှာတော့အိတ်ခမ်း3ခန်းရေချိုးခန်းနဲ့အိမ်သာတွဲလျက်3ခန်း kitchen dining area living area family area နဲ့ကားနှစ်စီးရပ်နားလို့ရတဲ့ parking space တို့ပါရှိကြပါတယ်ကဲကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ကြရအောင်ပါ
အခုထပ်ပြမယ်ဒုတိယအိမ်လေးကတော့ camp လို့အမည်ပေးထားပြီးအပေါ်အောက်စုစုပေါင်းအိမ်အကျယ်ဝန်း232 square meter square feet အနေနဲ့ဆိုရင်တော့2499.23ရှိပြီးပထမအိမ်ထက်အနည်းငယ်ပိုကျလာပြီးတန်ဖိုးအနေနဲ့ကာလပေါက်စီထိုင်းဘတ်73.99 သန်းခန့်မှန်းမြန်မာငွေကျပ်318,000တန်ဖိုးရှိတဲ့နှစ်ထပ်လုံးချင်းအိမ်လေးပါပဲဒီအိမ်မှာတော့အိတ်ခမ်း၄ခန်းရေချိုးခန်းနဲ့အိမ်သာတွဲလျက်၄ခန်း kitchen dining area living area family area နဲ့ပထမအိမ်လိုပဲကားနှစ်စီးစာရန်နာလို့ရတဲ့ parking space စတာတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်နောက်ထပ်တတိယတအိမ်ကိုထပ်ကြည့်လိုက်ကြရအောင်ပါဒီအိမ်လေးကိုတော့ cloud လို့အမည်ပေးထားပါတယ်အပေါ်အောက်စုစုပေါင်းအိမ်အကျယ်ဝန်း299 square meter square feet အနေနဲ့3218.41ရှိလာပြီးတန်ဖိုးအနေနဲ့ကတော့ကာလပေါက်စီထိုင်းဘတ်16.99 သန်းခန့်မှန်းမြန်မာငွေကျပ်322,000တန်ဖိုးရှိတဲ့နှစ်ထပ်လုံးချင်းလေးပါပဲဒီမှာဆိုရင်တော့အိတ်ခမ်း၄ခန်းရေချိုးခန်းနဲ့အိမ်သာတွဲလျက်၅ခန်း kitchen dining area
living area family area make room တခန်းအပြင်ကား3စီးရပ်နားလို့ရတဲ့ parking space စတာတွေနဲ့စနစ်တကျဖွဲ့စည်းတည်ဆောက်ထားပြန်ပါတယ်နောက်ဆုံးပြသပေးသွားမယ့်အိမ်လေးကတော့စုစုပေါင်းအိမ်လေးလုံးအနက်အကျယ်ဆုံး362 square meter square feet အနေနဲ့ဆိုရင်3896.54 square feet နဲ့ cultivate လို့အမည်ပေးထားတဲ့ကာလပေါက်စီထိုင်းဘတ်18.99 တန်ခန့်မှန်းမြန်မာငွေကျပ်324,000 ကျော်တန်ဖိုးရှိတဲ့အိမ်ပါပဲဒီအိမ်မှာတော့အိမ်ခန်း5ခန်းရေချိုးခန်းနဲ့အိမ်သာတွဲလျက်5ခန်း kitchen dining area living area family area make room တခန်းနဲ့ကား3စီးရပ်နားလို့ရတဲ့ကားပါကင်တွေနဲ့အကွက်ကြကြတိဆောက်ထားပြန်ပါလေကဲကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ကြရအောင်ပါ
လုံးချင်းအိမ်တွေကိုဝယ်မယ်ဆိုရင်တော့အခုပြသသွားခဲ့သလို interior decoration တွေ furniture တွေတော့ပါဝင်မှာမဟုတ်ပဲအချောသက်ဆေးတုပ်ပြင်ဆင်ပေးထားတဲ့ပုံစံနဲ့အိမ်လုံးမှာရှိတဲ့ device တွေ security system တွေမီးလိုင်းတွေကိုချိတ်ဆက်ပြီးတော့ထိန်းချုပ်ပေးမဲ့ automation system heat detector smoke detector တွေအပြင် water tank water pump နဲ့ AIS internet fiber system တစ်နှစ်အခမဲ့တို့ကိုလည်းလက်ဆောင်အနေနဲ့ထည့်သွင်းတက်ဆင်ပေးသွားမယ်လို့လည်းသိရပါတယ်ခင်ဗျာဒီအိမ်ယာဝင်းမှာအိမ်အလုံးပေါင်း152လုံးရှိပြီးလက်ရှိမှာရောင်းဖို့24လုံးရှိတယ်လို့လည်းသိရပါတယ်ဒီ project အကြောင်းနဲ့ပတ်သက်ပြီးအသေးစိတ်ထပ်မံသိရှိခြင်းနဲ့ဆိုရင်တော့ခုပြသထားတဲ့ Way of Living Real Estate ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဘန်ကောက်လုံးချင်းအိမ်ယာနဲ့ luxury home to block တွေကိုကြည့်ရှုပေးကြတဲ့အိမ်နှစ်သက်သူဝါသနာရှင်ပရိသတ်တွေအနေနဲ့နှစ်ချိုက်သဘောကျလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာနောက်ထပ်လည်းကျွန်တော်ရဲ့ဒီဘန်ကောက် luxury home to အစီအစဉ်ကနေဘယ်လိုမျိုးလှပခမ်းနားတဲ့လုံးချင်းအိမ်တွေကွန်ဒိုတွေကိုတင်ဆက်ပေးသွားအောင်လဲဆိုတာဆက်လက်စောင့်မျှော်ကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့ lifestyle content creator နဲ့ real estate influencer ဖိလစ်ပါခင်ဗျာ